တချို့ product တွေမရောင်းရဘူးဆိုတာဒီအချက်၃ချက်ထဲကတစ်ခုခုနဲ့ညှိနေလို့အဲ့တော့ကိုကိုရိုင်းကလည်း product တွေဒါမှမဟုတ်ရင် service တွေရောင်းနေတဲ့သူဆိုရင်ဘယ်အချက်တွေနဲ့ညှိနေလဲဆိုတာသိနိုင်ဖို့ဒီ video လေးကိုအဆုံးထိကြည့်ပေးပါ Okay နံပါတ်1အချက်သူတို့ကယုံကြည်မှုမရှိဘူးဘယ်လိုယုံကြည်မှုမရှိတာလဲဆိုတော့ product အပေါ်မှာလည်းမယုံဘူးရောင်းတဲ့လူအပေါ်မှာလည်းမယုံဘူးနံပါတ်2သူတို့အနေနဲ့တကယ်ကြီးတန်တယ်ဆိုတော့ value တစ်ခုမခံစားရလို့ဒီပစ္စည်းကမတန်ဘူးပေးရတာနဲ့မတန်ဘူးဈေးကပိုများနေတယ်စသဖြင့်သူတို့ခံစားရတယ်ဘာကြောင့်လဲဆိုတော့ရောင်းတဲ့သူဘက်ကတကယ်ကြီး value တစ်ခုကိုပြမထားနိုင်တာကြောင့်ဖြစ်ပါတယ်နံပါတ်3အရေးကြီးတယ်လို့မခံစားရတာကြောင့်တချို့တွေကကြည့်လိုက်တော့လေပစ္စည်းကြီးကလည်းမဆိုးပါဘူးငါလည်းလူချင်းပါတယ်ဒါပေမဲ့နောက်မှဝယ်မယ်လူတယောက်ကနောက်မှဝယ်မယ်တော့လို့ဆုံးဖြတ်ရင်အဲ့ဒါဒီဘယ်တော့မှဝယ်မှာမဟုတ်ဘူးလို့ဆုံးဖြတ်တာ ਨੇ အတူတူပဲသူတို့အနေနဲ့အခုချက်ချင်း action ယူဖို့ဒါမှမဟုတ်ရင်ဒီနေ့ action ယူဖို့ဘာကြောင့်လိုအပ်တာလဲအဲ့ဒီအချက်တွေကိုပြောပြပေးနိုင်ဖို့လိုပါတယ် trust value urgency ဒီ၃ခုလုံးနဲ့ဒါပြည့်စုံမယ်ဆိုရင်မရောင်းရတဲ့ product ဆိုတာတကယ်ကိုမရှိပါဘူး